အခန်းချင်းစတဲ့ပထမဆုံးသောခြေလမ်းနဲ့စွာစမ်းသပ်မှုဝမ်လင်းဟာနတ်ဘုရားဗုဒ္ဓစေထေကဟင်းလင်းပြင်မှာအချင်းအတော့ကြအောင်လေ့ကျင့်ပြီးနောက်မှာတော့ချီ conversation ရဲ့ပထမအဆင့်ကိုအပြည့်အဝတမြောက်သွားခဲ့ရုံတင်မကပဲဒုတိယအဆင့်ကိုပါလှမ်းတနိုင်ကိုအခြေခံကောင်းတွေရရှိနေပါပြီသူ့ရဲ့ခန္ဓာကိုယ်ဟာအရင်ကထပ်ပိုမိုတမာလာပြီးဝိညာဉ်စွာတွေကတွေးကြောတွေမှာတိုးဝှိရှိစင်းနေတာကိုခန်းစားနေရပါတယ်ကိုင်းတဲ့မှာတော့တပည့်တစ်တွေရဲ့တိုးတက်မှုကိုစစ်ဆေးမဲ့စွာစမ်းသပ်ပွဲတစ်ခုကျင်းတာဖို့ကျင်းစင်းနေပါတယ်။ဝမ်ဂျိုးကတော့သူ့ရဲ့ပါရမီကြောင့်အဆင့်အများဆုံးတက်လှမ်းနေပြီးအားလုံးရဲ့ချီးကျူးမှုကိုခံနေရပါတယ်။ဝမ်လင်းကတော့သာမန်အစိခန်းတရားလိုပဲခါကြီးရေးနေထိုင်နေပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့မိဘတွေကိုပေးခဲ့တဲ့ကတိကိုအမြဲတတိယနေပါတယ်။ဒီနေ့မှာတော့ဝမ်လင်းဟာဂိုင်းတာအချို့ရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်။သူတို့ကဝမ်လင်းကိုအစိခန်းတပိဆိုပြီးပစ္စည်းတွေထည့်ခိုင်းတာလောင်းပြောင်းတာတွေလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ဝမ်လင်းကအရင်လိုအားနေတဲ့သူမဟုတ်ကြပါဘူး။သူဟာသူ့ရဲ့ဝိညာဉ်စွမ်းအားကိုအနှဲငယ်အသုံးပြုပြီးသူတို့ကိုတိတ်တဆိတ်တုံ့ပြန်လိုက်တဲ့အခါထိုခိုင်သားတွေဟာဘာဖွက်သွားမှမထီပဲနှောင်းလန်ကျသွားခဲ့ကြပါတယ်။ဒါဟာဝမ်လင်းရဲ့ပထမဆုံးသောစွမ်းအားထုတ်ဖော်မှုပါတယ်။ညဘက်မှာတော့ဝမ်လင်းဟာဘူတီစိတ်ရဲ့အကူအညီနဲ့ရေစွမ်းအားကိုကျင့်စဉ်ထဲမှာဘယ်လိုပေါင်းစပ်ရမလဲဆိုတာကိုလေ့လာပါတယ်။ဘူတီစိတ်ဘော်ကတင်သွဲအမှန်တရားတွေကရေနဲ့ထွေထွေရင်ပိုတောက်ပါလာတာကိုအခြေခံပြီးသူဟာဝိညာဉ်ရည်တွေကိုပုံမအားကောင်းအောင်ဖန်တီးနိုင်လာပါတယ်။ဒီဈေးတွေကသူ့ရဲ့ကျင့်ကြံခြင်းကိုအရှင်းအောင်ပြင်ပေးခဲ့ပါတယ်။အခန်းဆက်တဲ့အဆုံးမှာတော့ဝမ်လင်းဟာသူ့ရဲ့တိုးတက်မှုကိုအကြီးခဲတွေမသိအောင်ဖုံးကွယ်ထားနိုင်စေဖြစ်ပြီးမြဲသူ့ရဲ့အတွင်းပိုင်းစွာအားတွေကတော့ပောက်ခွဲထွက်တော်မဲ့မိတောင်တစ်ခုလိုအရှင်းအောင်ပြင်းထန်နေပါပြီ။သူဟာခိုင်းတွင်းပြိုင်ပွဲတွေမှာပါဝင်ဖို့စိတ်ပိုင်းဆက်လိုက်သည့်သူ့ကိုအမိုက်လိုခေါ်ခဲ့ကြသူတွေကိုလက်တွေ့သက်ခေပြောဖို့အစင်းသင်ထီနေပါတော့တယ်။